ကက်ကက် APK ကို free အသုံးပြုနေလေပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးကတော့ကက်ကက် APK ကို free အသုံးပြုနေလေပဲဖြစ်ပါတယ်ဆိုတော့ကက်ကက် APK ကို free အသုံးပြုဆိုရင်ကျွန်တော်ရဲ့ Telegram ထဲမှာကျွန်တော် APK လေးချထားပေးပါတယ်အဲ့ဒီ APK လေးကို download ဆွဲပြီးတော့မိတ်တို့ကစတင်တောင်းပြရမှာပဲဖြစ်ပါတယ် APK လေးကို download ဆွဲဖို့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာကျွန်တော် APK link လေးချထားပေးပါမယ်ဆိုတော့အဲ့ဒီ APK link လေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့အနေဖြင့်ကက်ကက် APK ကို download ဆွဲရမှာပဲဖြစ်ပါတယ်ဆိုတော့ကက်ကက် APK ကို download ဆွဲပြီးရပြီဆိုရင်မိတ်ဆွေတို့က install တင်လိုက်ပါ install တင်ပြီးရပြီဆိုရင်ဒီမှာပါကျွန်တော်ကက်ကက် APK လေးထဲမှာဆိုရင်အားလုံး free ပါပဲเนาะအဖက်တွေအားလုံး free ကျွန်တော်လုပ်ထားပေးပါတယ်ဆိုတော့ခဏလေးကျွန်တော်ဖုန်းပါဖြစ်တာလားမသိဆိုကြော်ညာလေးခဏလာကြော်ညာလေးကြော်လိုက်မနော်အဖက်တွေအားလုံး free ပါပဲကျွန်တော်ဒီ APK လေးကိုကြတော့ကျွန်တော်နိုင်ငံခြားအကောင့်တွေထဲကနေပြီးတော့ကျွန်တော်ယူထားတာပဲဖြစ်ပါတယ်ကျွန်တော်တေချာရှာပြီးတော့ကျွန်တော်ယူထားတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ပြန်လဲ sharing ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်းကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ကို follower လေးလုပ်ခဲ့ပေးပါဦးเนาะဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော် VPN တွေလည်းနောက်အဆက်မပြတ်ကျွန်တော်တင်ထားပေးဖို့ရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ